ညာဆူစောစောအိမ်တော်လိုင်းတွေကြာချင်းသုံးပါနဲ့တဲ့ချမ်းမရေးတွေ့ဆိုရင်ပါတယ်စိတ်ပူတဲ့ကိုရဲ့ချစ်ဆုံးရဲ့ဒီရင်ဖုန်းလေးစမယ်လွယ်ပြေးကြည့်ဖို့ကြပုံပေါ်မယ်လွယ်ငပြလေးတွေတော့ပို့ပေးမယ်ဝီလူလွမ်းတာချက်ကိုချစ်လို့လွမ်းတာခံစားရခဲ့တယ်ငါတို့ဒီနေ့စီဝေးနေပေမဲ့ငါတို့ချစ်တွေမဝေးမှာဘူးကွယ်နေဝေးလို့တွေ့မေးသွားပါနဲ့နေနေတော့တဲ့နီလေနေဝေးတော့ပို့လို့လွမ်းမယ်ဒီရင်ဖုန်းလေးစမယ်ဝေးလေးလွမ်းလေးကိုရဲ့ချစ်ဆုံးညာဆူစောစောအိမ်တော်စိတ်ပူလို့ပါကိုရဲ့ချစ်ဆုံး